အားလုံးပဲမင်္ဂလာပါကျွန်တော် Absolute Green Lantern နဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျအကြောက်တရားမရှိဘဲနဲ့နေရမယ်လို့ Hal Jordan ကသူ့ကိုယ်သူတတိပေးနေတယ်အဲ့လိုပဲမှောင်မိုက်နေတဲ့အရာတစ်ခုကလည်း Hal Jordan ရဲ့မင်းကအကြောက်တရားမရှိဘဲနဲ့နေရလိမ့်မယ်လို့တတိပေးနေတယ်သို့တော့ Hal Jordan ကကျွန်တော်ကအရန်ကြောက်ရွံ့နေတယ်လို့သူ့ကိုယ်သူရှေ့ရွံ့နေတယ်ထိုအချိန်လေးမှာပဲရဲကားတစ်စီးကသူ့ကိုတားလိုက်တယ်တားလိုက်ပြီးတော့သူ့ကိုဘာရီဖြစ်နေလဲဆိုတဲ့ဥစ္စာကိုမင်းမြန်းစုံစမ်းမှုတွေလုပ်နေတယ်။လုပ်နေတဲ့အချိန်တွင်းမှာသူ့ရဲ့လက်ကအိတ်ကတ်ထဲကိုရောက်နေတယ်။အဲ့ဒီအိတ်ကတ်ထဲကိုရောက်နေတဲ့အတွက်ကြောင့်မို့အိတ်ကတ်ထဲမှာတနတ်တစ်ခုခုဖြစ်နိုင်တယ်ဆိုပြီးတော့ရဲကသူ့ကိုစုံစမ်းနေတယ်။စုံစမ်းနေတဲ့အချိန်မှာခမရကတနတ်ကိုချလိုက်ပါမဟုတ်လို့ရှိရင်ခမရကိုကျွန်တော်ဖြစ်ရလိမ့်မယ်ဆိုပြီးရဲကအော်ဟစ်နေတယ်။ဒါပေမဲ့ Hal Jordan ကသူ့နာမည်က Ebenezerအဲ့နေရာမှာကျွန်တော်တို့တစ်ခုခုဖြစ်ခဲ့တယ်ဆိုပြီးပြောတယ်။ပြောပြီးတော့အရာအလုံးမှောင်မိုက်သွားတယ်။သူပြန်လေတတိရလာတဲ့အချိန်မှာရဲသားကြီးလည်းတေသွားပြီးတော့သူ့ပါဇက်ကကျွန်တော်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောပြီးတော့ထွက်သွားတယ်ကားလမ်းမပေါ်ကစားတောက်ဆိုင်လေးဆိုင်မှာစားတောက်ဆိုင်ကလူတွေနဲ့ customer တွေအကုန်လုံးကစကားကြီးပြောဆိုပြီးနေကြတယ်အဲ့ဒီအချိန်တွင်းမှာဆိုင်ထဲကိုလူတစ်ယောက်ဝင်လာတယ်ဆိုင်ထဲကိုဝင်လာတာကတော့ Hal Jordan ပါအဲ့ဒီအချိန်မှာစားတောက်ဆိုင်ကလူတွေအကုန်လုံးကလည်း Hal Jordan ကိုကြည့်နေကြတယ် waiter မလေးကလည်း Hal Jordan ဘာမှားမလဲဆိုတဲ့ဥစ္စာကိုလှမ်းပြီးတော့မေးလိုက်တယ်မေးလိုက်တဲ့အချိန်မှာ Hal Jordan ကတခုခုဖြစ်သွားတယ်ဒီလိုသူတို့စကားပြောနေတဲ့အချိန်မှာပဲ TV channel ကနေပြီးတော့အထူးသတင်းတစ်ခုကို live အဖြစ်နဲ့ကြီးညာတယ် Evergreen Nevada မှာဖြစ်တဲ့အရာကိုကျမတို့ live တင်ဆက်နေတာပါဒါဟာ edit ထားတာမဟုတ်ပါဘူးဆိုပြီးတော့မြို့ပေါ်မှာအစိမ်းရောင်အရာဝတ္ထုကြီးတစ်ခုလွှမ်းမိုးထားတဲ့အရာကို live အဖြစ်နဲ့ပြနေတယ်ဒါနဲ့ပတ်သက်ပြီးတော့သတင်း channel ကလူတွေရောအပြင်မှာကြည့်နေတဲ့လူတွေကပါအားလုံးအံ့အားသင့်ကုန်တယ်ဘာတွေဖြစ်နေကြရလဲအဲ့လိုမျိုးဖြစ်နေကြတဲ့အချိန်မှာ Hal Jordan ကတော့ငြင်းငြင်းလေးနေတယ်လွန်ခဲ့သော9ရက်အချိန်ကာလလုံးက Hal Jordan နဲ့အတူတူသူ့ရဲ့တငယ်ချင်းတွေကစကားပြောနေကြတယ်သူတို့ရဲ့ဘဝဇာတ်ကြောင်းတွေသူတို့ရဲ့ဖြစ်နေတဲ့အရာဝတ္ထုတွေကိုတယောက်နဲ့တယောက်အပြန်အလှန်ဆွေးနွေးမှုတွေပြုလုပ်နေကြတယ်ဒီလိုပြောနေကြတဲ့အချိန်မှာ cycle မောင်းတဲ့သူတွေကကြက်ကြက်တန်တန်မောင်းတဲ့အရာဝတ္ထုကိုသူတို့တွေအပြစ်တင်ပြောဆိုနေကြတယ်။ Guys ဆိုတဲ့လူသားအလုပ်လုပ်ခဲ့လို့ရှိရင်သူနားတွေကောင်းလို့ရှိရင်ဒီကိစ္စတွေကဖြစ်စရာကိစ္စမရှိဘူးဆိုပြီးတော့သူတို့တွေညှင်းခုန်မှုတွေလုပ်နေတယ်။ Hal Jordan ကကောင်မလေးကိုဘာလို့နင်းရဲ့ wedding ring တွေကိုအခုထိဝတ်ထားတာလဲဆိုပြီးတော့လည်းပြောနေတယ်။အမှသူတငယ်ချင်းကလက်စွပ်ကိုလက်သကြွယ်မှာဝတ်တာနှလုံးသားနဲ့ပို့ပြီးတော့နီးချက်တွေးကြောကလက်သကြွယ်မှာရှိလို့ဆိုပြီးပြောပြနေတယ်။ဒီလိုနဲ့အစင်းရောင်လင်းတန်းကြီးကရုတ်တရက်ပေါ်လာပြီးတော့ခုနကအချိန်ပြင်းစွာမောင်းလာတဲ့ cycle ကိုကားသလိုဖြစ်ပြီးတော့ဖြတ်တိုက်မိတာ cycle သမားတေသွားတယ်။အဲ့အချိန်မှာပဲ Hal နဲ့အတူတူသူတငယ်ချင်းတွေ၃ယောက်လုံးကထပြီးတော့စေယုံတင်ကားခေါ်ဖို့လုပ်ဖို့ကြိုးစားတယ်။ပြီးတော့လို့ရှိရင်အစင်းရောင်တန်းကြီးကသူတို့ကိုကာဗာလုပ်နေတဲ့ဥစ္စာဟာကိုသူတို့ထိထွေးမိတယ်။ဒီအစင်းရောင်လင်းတန်းကြီးကကောက်ကွေးနေလို့ငါတို့ခံစားမိတယ်ဗောလေခုနကတော့ cycle သမားရဲ့တငယ်ချင်းတွေကအနားကိုကတ်လာတယ်ဒါပေမဲ့သူတို့ကလှည့်ပြန်သွားတယ်အမှ Hal Jordan ကတငယ်ချင်းတွေဖြစ်ပြီးတော့ကူတော့မကူဘူးသူတို့လူတယောက်တေးသွားတယ်မသိရင်သူတို့ဘာမှမတွေးသလိုပဲဆိုပြီးကောင်မလေးကလည်းပြောလိုက်တယ်ချီရတာဒါကလှောင်အိမ်တစ်ခုနဲ့တော့တူတယ်ပြီးသွားလို့ရှိရင်ငါတို့ချီမှာရှိတဲ့ဖုန်းလိုင်းတွေကိုလည်းမမိစေချင်ဘူးဒီလိုနဲ့ကောင်မလေးကအပေါ်မှာကြည့်ပါအောင်နဲ့ဘာကြီးလဲပေါ့လေဆိုပြီးလက်ညှိုးထိုးပြတယ်အဲ့ဒီချိန်မှာ Ebenezer ဆိုတဲ့ဂျိုသားတက်ကောင်ပဲဖြစ်တယ်အတော့ဆိုင်တွေကလူကမင်းတခုခုပြောလိုက်လားဗါဒီတဲ့ဆိုပြီးမေးလိုက်တယ် Hal ကဟုတ်တယ်သူ့နာမည်က Ebenezer तू ကတနေရာကလာတာကောင်းငင်ပေါ်မှာရှိတဲ့တင်ဂီတာကလည်းသူ့ရဲ့ပစ္စည်းတစ်ခုဆိုပြီးတော့ပြောလိုက်တယ်ဒီမှာဆိုင်ရှင်ကမင်းဘာတွေပြောနေရလဲဆိုပြီးတော့မေးပေမဲ့ Hal ကသူ့ရဲ့အဖြစ်တီပါဆိုပြီးတော့လည်းပြောနေတယ်ကျွန်တော်အမှားတစ်ခုလုပ်ခဲ့တယ်ကျွန်တော်သူရဲကောင်းဖြစ်ရှင်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မို့ Ebenezer ကကျွန်တော်ကိုလက်နက်တစ်ခုပေးခဲ့တယ်အဲ့လက်နက်ကတနက်လိုလားဆိုပြီးတော့ကောင်မလေးကမေးပြီးတော့တနက်ကိုဆွဲကင်မှုကြိုးစားတယ်အဲ့အချိန်မှာမဟုတ်ဘူးအထက်ပို့ပြီးစိုးရတယ်ဆိုပြီး Hal ကပြန်ပြောတယ်ဒီအထက်မှာဘာလဲလို့မေးတဲ့အချိန်မှာဒီမေးခွန်းကိုလမ်းမပေါ်ကရဲကလည်းမေးခဲ့တယ်အဲ့တော့လူတွေကကြောင်သွားတယ်လမ်းမပေါ်ကရဲကိုမင်းဘာလုပ်ခဲ့လဲကျွန်တော်ဘာမှမလုပ်ပါဘူးဆိုပြီးပြောပေမဲ့အကုန်လုံးကသူ့လက်ကိုချစ်ကြည့်လိုက်တဲ့အချိန်မှာလက်ထဲကနေပြီးတော့အမဲအောင်အလင်းတန်းကြီးကထွက်လာပြီးတော့လက်ကိုလာထိတဲ့လူကြီးကိုချုံနှောင်ပြီးတော့လေပေါ်မှာမြောက်ထားတယ်အားလုံးကလည်းကြောက်လန့်နေတယ်ဒီချိန်မှာ Hal ကပြောတယ်ဒီအမဲအောင်အလင်းတန်းကအန်နီယေကိုသိတယ်အန်နီယေကို तू ကပို့ပြီး response ဖြစ်တယ်ဆိုရဲပြောတဲ့အချိန် Hal ကိုတနက်နဲ့ပြစ်လိုက်တဲ့အချိန်မှာပိုဆိုးပြီးတော့မင်းမိုးဆိုင်တဆိုင်လုံးအမဲအောင်အလင်းတန်းနေဖ
ဖုံးလွှမ်းသွားတယ်ဖုံးလွှမ်းပြီးတော့ Hell က no 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 ဆိုပြီးတော့ပြောပေမဲ့မရတော့ဘူးအကုန်လုံးတေသွားပြီဒါပေမဲ့သူတနက်ပစ်ခံလာတဲ့ဒဏ်ရာကိုကြည့်လိုက်တဲ့အချိန်မှာတနက်ပစ်ခံလာတဲ့ဒဏ်ရာကိုအမဲအောင်အလင်းနဲ့ဝင်ပြီးတော့ကုသပေးသွားတယ်အဲ့ဒီအချိန်မှာပဲ Green Lantern ကောင်မလေးရောက်ရှိလာခဲ့တယ်ကျွန်တော်ပြောပြပေးခဲ့တာကတော့ Absolute Green Lantern ရဲ့ပထမ episode ပဲဖြစ်ပါတယ်နောက်ထပ် episode တွေကိုဆက်လက်ပြီးတော့နားထောင်လို့ပါကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်ဒီကနေ့တောင်းဆိုချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်